2026မှာသူတို့နှစ်ယောက်တွဲနေပြီဖြစ်ကြောင်းတရားဝင်ကြေညာခဲ့တဲ့နန်းစုနဲ့လွှမ်းပိုင်ကဲပရိသတ်ကြီးတို့ရဲ့ပရိသတ်တွေအားလုံးရဲ့အချစ်တော် CEO မာလီနန်းစုကတော့ဒီတစ်ခေါက်မှာသူ့ရဲ့အခြေရေးကိုတရားဝင်ချပြလာခဲ့ပြီဖြစ်ပါတယ်။အမြဲတမ်းကိုအောက်ကိုပြီးတော့အချစ်ကြီးတဲ့နန်းစုကအတိတ်ကအမတ်တရားတွေမှာတန်ရာတွေရှိခဲ့ပေမဲ့လည်းဒီတစ်ခေါက်မှာတော့လွှမ်းပိုင်လိုမျိုးချစ်တတ်တဲ့သူကိုကောင်လေးတော်ဖို့အတွက်ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။သူတို့အနေနဲ့ကတော့ဒီလိုမျိုးတယောက်ကိုတယောက်ချစ်ကြိုက်နေကြတာကလပိုင်းလောက်ရှိနေပြီဖြစ်ပေမဲ့အခုချိန်မှာနှစ်သစ်နဲ့သတင်းသစ်နဲ့ပရိသတ်တွေကိုကြိုဆိုရင်းတရားဝင်ချပြခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ကတော့ဘူပိုင်ကြီးရဲ့ကောလာဟလသတင်းတွေအပြင်သူ့ရဲ့အတိတ်ကအခြေရေးပြဿနာတွေကြောင့်နန်းစုလိုမျိုးမိန်းကလေးနဲ့မလိုက်ဖက်ဘူးလို့ဝိုင်းပြောနေကြပေမဲ့တော်ကီကောင်းတဲ့ဘူပိုင်ကြီးကတော့မမနန်းစုကိုသိမ်းပိုက်သွားခဲ့ပြီဖြစ်ပါတယ်။တကယ်တမ်းမှလည်းတယောက်နဲ့တယောက်အချစ်စနစ်သာမှန်ကန်မယ်ဆိုရင်ဘယ်သူတွေဘာပဲပြောပြဿနာမရှိဘူးဆိုတဲ့အတိုင်းသူတို့ညရဲ့အခြေရေးကိုကိုယ်တိုင်ကချဲလေဖို့ပဲဆုံးဖြတ်ထားခဲ့တာပါ။နန်းစုအနေနဲ့ကတော့ဘူပိုင်ကြီးကိုပျော်ပျော်ရွှင်ရွှင်နေတတ်ပြီးတော့သူမကိုတကယ်ချစ်မြတ်နိုးတယ်လို့ယုံကြည်တဲ့အတွက်အခုလိုမျိုးရွေးချယ်ဖြစ်ခဲ့တာဖြစ်လို့စိတ်ပူနေကြတဲ့ပရိသတ်တွေကိုလည်းပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်ပဲထားမှာပါဆိုပြီးတော့ပြောပြလာခဲ့ပါတယ်။ဆိုတော့နှစ်သစ်မှာသူတို့နှစ်ယောက်ရဲ့အခြေရေးကိုတရားဝင်ကြေညာခဲ့တဲ့အတွက်ပရိသတ်ကြီးတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။